မင်္ဂလာပါတဝက်နဲ့တိုင်းရန်ဒီကနေကြိုးဆိုပါရခင်ဗျာအခုပြမဲ့ဗီဒီယိုလေးကတော့ရှမ်းရှိတောင်ပေါ်ကမုကထားဆိုင်လေးကိုတွားစားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဆိုင်ရဲ့ဒီနေရာကမြို့အပြင်ပြတောင်ပေါ်မှာရှိတဲ့အတွက်ကြောင့်မို့မြို့ပြရဲ့မွန်းကျမှုတန်ကိုခဏတာဖြည့်ဖြောက်ဖို့အတွက်တွားစားဖြစ်နေတဲ့ဆိုင်လေးပဲဖြစ်ပါတယ်အချိန်ကလည်းစောင်းဝင်ညလေးမို့လို့ရာဒီဥရုကအေးစစိန်လေးနဲ့နေလို့ထိုင်လို့ကောင်းပါတယ်တောင်တက်လန်းဖြစ်ပေမဲ့တဘာဝတောင်ကုန်းတွေရဲ့တစ်ပင်တွေရဲ့အကြောင်း nature vibe ကိုအပြည့်အဝရစေပါတယ်အခုဆိုရင် Hollywood ဆိုင်အဝင်လမ်းလေးကိုရောက်ရှိလာပါပြီဆိုင်ထဲမှာလည်းတစ်ပင်တွေနဲ့အေးစိမ့်နေပါတယ်ဒါပေမဲ့မူကထစားဖို့အတွက်တောင်ပေါ်ကိုထပ်တက်ရမှာဖြစ်ပါတယ်အခုတောင်တက်လမ်းမှာတော့ချစ်ဖို့ကောင်းတဲ့တောင်ပေါ်အဆောက်အုံတည်လေးတွေကိုမြင်ရပါတယ်လမ်းတစ်လျှောက်နည်းနည်းမောင်းနေရအကြောင်းကားကိုကီလိုဆိုင်မောင်းနေရပါတယ်ဒါပေမဲ့တငယ်ချင်းတွေနဲ့အတူလာရင်တော့ပျော်ရွှင်စရာဆစ်လို့ရှာကောင်းတဲ့ vibe မျိုးတော့ရရှိစေမှာဖြစ်ပါတယ်ချစ်တူရေးစားနဲ့လာရင်တော့ဂျင်းနူးစရာအခိုက်အတန့်အမတ်တရားလေးတွေဖြစ်သွားမှာပါဒါပေမဲ့တယောက်ထဲလာရင်တော့မတော်ရတဲ့ရေးစားကိုလွှမ်းရမှာပါလမ်းညွန်ဆိုင်ဖို့လေးတွေကိုကြော်ပြီးအပေါ်ကိုဆက်လက်သွားရမှာဖြစ်ပါတယ်တောင်တက်လန်တလျှောက်ကွေးပတ်ပြီးမောင်းနေရပေမဲ့တဘာဝနဲ့ထိတွေ့ခြင်းတဲ့လူတွေ nature therapy လိုချင်တဲ့လူတွေအတွက်တွားကိုတွားတဲ့နေရာလေးပဲဖြစ်ပါတယ်အခုလိုမောင်းနေလာရင်လည်းစိတ်ဆူနေတဲ့တစ်ပင်အုပ်ကလေးတွေရဲ့အရန်လာတဲ့တဲကလေးတွေရဲ့အလှဆင်ထားတဲ့မီးလုံးလေးတွေရဲ့ကြောင့်အရန်လာပါတဲ့နေရာတစ်ခုကိုရောက်ရှိသွားတယ်လို့ခံစားရပါတယ်ကဲအခုဆိုရင်တော့ကျွန်တော်တို့အကြာကြီးကွေးဘက်မောင်းနေရတဲ့မူကထဆိုင်နေရာလေးကိုရောက်ရှိလာပြီဖြစ်ပါတယ်ဆိုင်အပြင်စင်ကလည်းဒီဟာနဲ့မှကြကြဝုန်းမို့အခင်နဲ့နေနဲ့ပိတ်လောင်ခြင်းမရှိပဲတောင်ပေါ်လေးအေးလေးနဲ့နေလို့ကောင်းပါတယ်ဗိုက်စာနေတာကြောင့်အသားနဲ့အရွက်ကိုရွေးပြီးမူကထအရင်စားဖြစ်ပါတယ်ဆိုင်ရဲ့အစားတောက်ရတာကကောင်းတယ်လို့အပေါ်ကနေမြင်ရတဲ့ city view ကလည်းလှပလွန်တာကြောင့်အစားတောက်နေတဲ့တူရောဓာတ်ပုံရိုက်ဖို့နေတဲ့တူရောလာဖို့တင့်တော်တဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်ဒီဆိုင်ရဲ့ဟင်းရတာထဲမှာအရေးကြီးကပိုကောင်းပါတယ်အသားလည်းလက်ပါတယ်ဒီလိုဆိုင်ရင်းနဲ့ပဲကျွန်တော်ဘေးရတယောက်ကိုပဇွန်နွားကျွေးလိုက်ရပါသေးတယ်ဒီဆိုင်မှာအိုက်တဲနေရာလေးကိုကျွန်တော်အရန်ကြိုက်ဆုံးဖြစ်ပါတယ်အစင်လန်းနဲ့အသက်လန်းခွဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကားမောင်းရတာလည်းအဆင်ပြေပါတယ်အခုလိုကျွန်တော်ဗီဒီယိုလေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့ The One နဲ့ Diary Channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦး